ကိုလာပိုင်းမှာကျမတို့ရွာဝန်းကျင်မှာစစ်ပွဲစဖြစ်တယ်အဲ့ဒီစစ်ပွဲဖြစ်တဲ့အချိန်ကာလဆိုရင်မနေ့ပိုင်းရောညနေပိုင်းဆိုရင်လည်းလက်နက်တန်အကြီးကြီးတွေပြီးရင်လေရင်တော်လာတွေတွေ့ရတယ်ပေါ့နော်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာကျမတို့ကလေးတွေစာတင်ပေးရတာအရန်အခက်အခဲတွေကြုံတွေ့ရတယ်တိုက်ပွဲဖြစ်နေတော့တစ်လလုံးကြောင်းပိတ်ထားရတာပေါ့နော်ကျောင်းပိတ်နေတဲ့အချိန်မှာကလေးတွေလည်းရွာထဲမှာပဲနေတယ်ကိုယ်အိမ်မှာပဲနေတယ်စာနဲ့ပတ်သက်ပြီးမှဘာမှလည်းမလေ့လာရဘူးမတင်ကြရတော့ဘူးပြီးကြလို့ရှိရင်သူတို့စီကအတင်တန်းတွေကြောင့်ကျမတို့စာတင်ရတာအရင်ဆင်ပြေလာတယ်ကလေးတွေကိုဘယ်လိုတင်ကြားပေးရမလဲကလေးတွေကိုဘယ်လိုအပြုသဘောဆောင်နဲ့ဘယ်လိုတင်ပေးရမလဲဆိုတာတို့ပါတော့ပေါ့နော်